ထိုင်းစားစာမှာဖာကပေါင်းမစားဘူးရင်အဲ့ဒီကောင်တာဇန်ပဲအမဲသားပင်စိမ့်ဆိုပြီးတောင်းဆိုနေကြတဲ့သူတွေကိုမြန်မာပင်စိမ့်ရွက်မရလို့ထိုင်းဘေးဇက်ခဖောက်ရွက်နဲ့ပဲချက်ပြလိုက်တယ်ဖာကပေါင်းဆိုရင်ထိုင်းနေကဝတ်သားနဲ့ပဲစားကြတာများတယ်ကျွန်တော်ကဝတ်သားနဲ့နည်းနည်းလေးရှော့ရှိလို့အမဲသားနဲ့ချက်ပြမယ်ဗျာချက်ရတာအရန်လွယ်ကူမြန်ဆန်လို့ကိုယ်တိုင်ချက်စားကြည့်ကြပါဗျာโอเคအရင်ဆုံးအမဲသားကိုမလိုအပ်တာတွေဖယ်ပြီးတော့စက်သေးကြိတ်ရအဆင်ပြေအောင်လို့အတုံးသေးလေးတွေတုံးပြီးတော့ထည့်ကြိတ်လိုက်မယ်ဗျာကျက်သွန်ဖြူနဲ့ငရုတ်သီးအနီတွေကိုလည်းစက်သေးထည့်ပြီးကြိတ်မယ်ငရုတ်စုံရှိလို့ထောင်းကျင်လည်းရပါတယ်ခဖောက်ရွက်တစ်စည်းကိုလည်းရွက်တွေချွေပြီးရေခဏစိမ်ထားလိုက်မယ်ဒါဆိုစချက်ရအောင်အိုးတဲ့စီပူလာရင်ငရုတ်သီးနဲ့ကျက်သွန်ဖြူကြိတ်ထားတာကိုထည့်မယ်ပြီးရင်အမဲသားကိုထည့်မယ်မိနစ်နည်းငယ်လောက်ထားပြီးရင်ပဲငံပြားကြီးအနောက်ရယ်ခီးဦးစီရယ် signature all in one sauce ရယ်ကိုထည့်မယ်နည်းနည်းမှုေပေးမယ်ပြီးရင်အရသာအတွက်စားနဲ့အချိုမုတ်ကိုထည့်ပြီးအမဲသားကြက်လာတဲ့အထိမှုေပေးမယ်ဗျာနောက်ဆုံးမှာတော့ခဖောက်ရွက်ကိုထည့်ပြီးခဏလောက်မှုေပြီးရင်မှုေဆက်ဆက်လေးနဲ့ဖတ်ခပောက်ကိုစားနိုင်ပါပြီအရန်လွယ်လွန်းလို့ချက်စားကြည့်ပါအရန်ကောင်းပါတယ်